အားလုံးပဲမင်္ဂလာပါတက်စပီယာမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ YouTube က music တွေကိုကျွန်တော်တို့ screen ပိတ်ပြီးတော့မှာပေါ့နော် screen ပိတ်ပြီးတော့ပဲဖြစ်ကျွန်တော်တို့ background မှာပဲထားပြီးတော့ပဲဖြစ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုဖွင့်လို့ရလဲဆိုတာကိုကျွန်တော်တို့ကပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကတချင်းနားထောင်ရတာကိုဝါသနာပါတယ်ပေါ့နော်ကျွန်တော်အလုပ်ကလေးလုပ်လို့ပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကထားပါတော့ဒီတခြား application တွေသုံးချင်တာပဲဖြစ်ပေါ့နော်ကျွန်တော် background မှာကျွန်တော်တို့ကတချင်းတန်လေးလဲကြားချင်တာပေါ့နော်ကြားချင်တဲ့ကကျွန်တော်တို့ကဘယ်လိုလုပ်မလဲဒီ YouTube ကတချင်းတစ်တွေကိုနားထောင်မယ်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ home နဲ့လည်းထွက်လို့လည်းမရဘူးပေါ့နော်ကျွန်တော်တို့ YouTube ကနေထွက်လိုက်တဲ့တချင်းကတခါလေးရက်သွားရောဆိုတော့ကျွန်တော်တို့အဲ့လိုအခြေအနေမျိုးမှာဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ YouTube application တွေကိုဝင်လိုက်ပါမယ် application နဲ့ရောက်ရင်ကျွန်တော်တို့နားထောင်နေတဲ့သချင်းကိုကျွန်တော် search bar ကနေရိုက်ရှာလိုက်ပါတော့ကျွန်တော်တို့မိတ်ဆွေတို့လည်းမိတ်ဆွေတို့နားထောင်နေတဲ့သချင်းကိုရိုက်ရှာလိုက်ပါပြီးရင်ကျွန်တော်တို့ကသချင်းတစ်ပုဒ်ကိုရွေးကြည့်လိုက်ပါတော့ကျွန်တော်ဒီသချင်းလေးကိုရွေးလိုက်မယ်ကဲအတန်းရက်သွားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အဲ့တချင်းတွေကိုပဲပြန်သွားမယ်နော်ပြီးတော့ဒီအောက်က share ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ကဒီအဲ့ဒီ video ရဲ့ link လေးကို copy ယူမယ်ယူပြီးရင်ကျွန်တော်တို့ကဘယ်သွားမလဲဆိုတော့ Chrome နဲ့ကိုသွားမှာဖြစ်ပါတယ်ဒီနေရာမှာ Chrome မဟုတ်ဘဲနဲ့တခြား browser ဆိုရင်လည်းရပါတယ်နော်Chrome နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့ခဏနေ copy ယူလာတဲ့ link လေးကိုဒီမှာကျွန်တော်တို့ paste ချမယ်ချပြီးကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ဒီပေါ့နော်ဒီညာဘက်အပေါ်ဆုံးလေးရပါတော့အဆက်ကလေး30เนาะကျွန်တော်တို့ဒီ YouTube ဗီဒီယိုရဲ့အပေါ်ကအဆက်30မဟုတ်ဘူးเนาะဟိုအပေါ်က browser ရဲ့ဘေးကအဆက်30ကိုနှိပ်ပြီးရင် setting ကိုနှိပ်မယ်setting ကိုနှိပ်ပြီးတဲ့အခါကျွန်တော်ဒီအောက်နားလေးက notification ပေါ့เนาะအဲဒီကောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးကျွန်တော်တို့ဒါကျွန်တော် on ထားလို့ပေါ့เนาะမိတ်ဆွေတို့က on ထားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ notification လေးကို on ပေးလိုက်ပါပြီးကျွန်တော်ပြန်ထွက်မယ်เนาะဒါဆိုလို့ရှိရင်မရသေးဘူးเนาะကျွန်တော်လုပ်ပြရမယ်เนาะဒီတော့ကျွန်တော် home key လေးနဲ့ထွက်ကြည့်လိုက်ပါเนาะထွက်ကြည့်လိုက်ဒီမှာเนาะတချင်းကမလာတော့ဘူးเนาะဟုတ်တယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်တို့ desktop site မရွေးရသေးလို့ပါဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ကခဏနေရာကိုပြန်သွားမယ်ပြီးရင်ကျွန်တော်တို့အဆက်ကလေး30ကိုပြန်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ကဒီအောက်နားလက် desktop site ဆိုတာလေးကိုရွေးပေးလိုက်ပါเนาะโอเคပါဒါဆိုလို့ရှိရင်ရပါပြီကျွန်တော်ပြန် play ကြည့်လိုက်မယ်เนาะโอเคကျွန်တော် home key နဲ့ထွက်ကြည့်လိုက်မယ်ဒီနေရာမှာကျွန်တော် notification bar လေးကိုကျွန်တော်ပြန်ဆွဲချမယ်เนาะရက်တော့အဲကောင်လေးပြန်ပြီး play လိုက်ပါโอเคဒါဆိုလို့ရှိရင်အတန်လေးကကြားနေမှာဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရတော့ပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့တချင်းနားထောင်ရင်လည်းကျွန်တော်တို့ကတခြား application တွေကိုသုံးလို့ရတယ် Facebook သုံးမလားကျွန်တော်တို့တခြား game သုံးမလားအကုန်လုံးသုံးလို့ရတယ်เนาะကျွန်တော်တို့ကဒီ screen ကိုပိတ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့တချင်းရက်ပြီးပါတော့ဟုတ်တာဆိုလို့ရှိရင်เนาะကျွန်တော်အခန်းလေးကျန် screen ပိတ်ပြပါမယ်ဒါပေမဲ့ screen ကျွန်တော်က screen record လုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော် screen ပိတ်လိုက်လို့ရှိရင်တော့အတန်ကတော့ကြားတော့မှာပေါ့ကျွန်တော် screen record ရက်သွားမှာဖြစ်တယ်ပါမိတ်ဆွေတို့လည်းလုပ်ကြည့်ပါเนาะမိတ်ဆွေတို့ကတော့တချင်းရက်မှာမဟုတ်ပါဘူးเนาะโอเคပါကျွန်တော်ဒီနေ့တော့ကတော့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကအခုလို YouTube နဲ့ပတ်သက်တာတွေနဲ့ကျွန်တော်တို့ online မော်ငွေရှာနည်းတွေကိုချပွေတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe နေခဲ့ကြပါအောင်လို့တောင်းဆိုပါတယ်မိတ်ဆွေတို့ရဲ့တကယ်ချင်းတွေသိအောင်လည်းများများ share ပေးကြဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးပါ
နောက်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါ